နေခဏလေးအဲ့တော့ဘုံမတောင်းဆိုရတဲ့တဲ့ချင်းတွေကများတယ်ဘုံမတို့မကောက်ခင်နေရတဲ့ဖုန်းဆက်ပြီးတောင်းထားရလေအများကြီးပဲရှိတယ်အဲ့တော့ဘုံမအရင်ဆုံးတောင်းထားတာကခေတ်3ခေတ်လေးတောင်းထားပါတယ်ခေတ်3ခေတ်ရွှေနေစီရပေါ့နော်အဲ့တော့ဒါကိုဝိုင်းချစ်တို့နေတဲ့တွဲလိုက်ဖြစ်တာဆိုတော့တဲ့ဒါလေးကပေးပါဆိုပြီးတောင်းဆိုထားပါတယ်ကဲတော့ဘုံမတို့ခေတ်3ခေတ်မေပြူတီစီရွှေနေစီရဟာလေးကရဦးဟမ်ဦးရှိတယ်ပြောမောင်မိမိကထော်ရဟောဦးကိုခေါ်ရလားမသိပါဘူးငါကြီးဟာတောင်းနေတာလားဦးမိမိထော်ရဟာအေးသမီးပြောဘာရအောင်မဟုတ်ဘူးကရေဘက်ကပြောရအောင်ဘာမိမိတချင်ရုပ်ခန့်ကြီးကလေတမယ်နော်မိမိတချင်ရုပ်ဒီနှခမ်းမွေးနဲ့ဒီမုတ်စိမ်မွေးနဲ့ဒီရုံနဲ့ကိုသူ့ကြဦးငါကြဘာကလေးပဲကွာမှန်တာပြောတာပြောပဲနှလုံးကြီးတိုက်လို့လိုက်ဦးမိမိတမယ်နော်မိမိရတာချင်ရတာမောင်ရုပ်တသားရုပ်ပြရုပ်နဲ့ရုပ်မိုင်တော်ရင်ရွှေကျင်တို့ကမိမိရဲ့မိမိကိုဦးရုပ်အယူမှာရတာပြုံးရုပ်ကြောမိမိရဲ့ရတာရကြပဲဦးကမိမိကို6ချက်ကြောင်တာလားကြောင်မအောင်6ခက်ကြောင်မအောင်မလီဦးလေးဆဆတော့6ခက်ကြောင်တာလားအားရှိမိမိသားမယ်ကျွန်တော်ရင်တော့တော်တော်ကြီးရွှေကျင်တော့မိမိရဲ့ရတာပေးပါအောင်လေဆိုတော်တော်လို့ရဲလို့မိမိကရောမိမိကနေမတောင်းဘူးရောရမတောင်းနိုင်ဘူးရောကြောမိမိနေမတောင်းတော့လို့မိမိစကားကြီးလည်းမိမိတိုင်းမကြောနိုင်ဘူးလို့တို့ဘာတို့အိမ်မှာပဲချင်းတို့ပြီးတော့နေတော့မယ်တော်တော်လို့ရဲအယူကိုမိမိရမတောင်းတော့ဘူးဘာလို့လဲဆိုမိမိနေမတောင်းတော့စကားကြီးလည်းမိမိတိုင်းမကြောနိုင်ဘူးကိုပါအိမ်မှာပဲနေတော့မယ်တော်တော်လို့တခြားသူကိုပဲကားခိုင်းလိုက်တော့မိမိတော်တော်လို့အယူကိုရမတောင်းတော့လို့မိမိကကြောပြောရင်ငါနဲ့ရငါကြတော့ချီတုံးကြီးတိုင်မတန့်ရက်သွားရမှာကြောက်တော့မကြောက်ရဘူးမိမိတမယ်မိမိတလို့ရှိရင်ဦးကမိမိကိုရက်တော့တီးပေးမှာရတီးပေးမှာပေါ့တီးပေးမှာအရှိုးရေဦးဝါချာမိမိကိုရေမရောက်နဲ့နော်အရှိုးရရှင်ရင်ဦးဝါချာမိမိကိုရက်တော့တီးပေးမှာရတီးပေးမှာအရှိုးရရှင်ရင်ဦးဝါချာမိမိကိုမရောက်နဲ့နော်မလာဘူးလို့အရှိုးရရှင်ရင်ဦးဝါချာမိမိကိုရက်တော့တီးပေးမှာရလို့ဒီမလို့အချိုမိအချိုရကြရဝဲမမိနိုးလာလားငိုတာလာမလားမိအယောမနောင်းနေကြားနေမိငါစိတ်ကိုလာမိထမိန်ချုပ်ပြီးမိဟောပါရုပ်ချစ်တာလှုပ်ဆန်းဟဲ့ကောင်ကလေးချော့ပြောဘယ်နဲ့နေသားမှာဆိုမှပဲငါတို့ပြောလို့လွန့်ပြရင် तू လည်းကြည့်မယ်အတူတူများငါတို့တားနေတယ် तू ကမယွနောက်ထစိတ်မတော်တော့ဘူးလားတော်တော့တော့မိတမယ်ရောအားဆိုမိချမ်းရနဲ့တစားကြောရရပြောလာအောင်သွားအားဆိုဦးနောက်လျှောက်ဘဘရဲ့ဘဘပေါ့ရှိနေနောက်လျှောက်အားဆိုချမ်းဆိုင်တကားချမနော်ချမ်းဝိုင်းနေရတူဘာချူရရောဘအုတ်ကူလဲဝင်ကျင်တို့တဲ့အုတ်ကူလဲဘရှောက်ရှိပေါက်စီဘဆောက်စီတို့ဟာမိမိကအဲ့ယောက်ကြီးမပြီးဘူးရဲ့အဲ့ယောက်ကြီးရှိတ်မကြုံနဲ့ရှိတ်ကြလို့ရှင်ညရုံးကပိုးမေးဝါနေမပြောတော့ဘကတော့နော်ကတော့ချိန်ဝိုင်းနေတူရတဲ့တဏှာယူတဲ့အတန်နဲ့တူမိမိတားချင်ဟုတ်မိမိကကြတယ်ကိုကဘာလုပ်ပေးရတူကမိမိကိုချိုင်းတင်းပေးရမှာကိုတီးပေးရမှာဆိုင်တီးရမှာတကားရှင်းအောင်ပြောသူ့အကြောင်းမသိပဲနဲ့ဆိုင်တီးရမှာကလေးသွားတီးလို့ဖမ်းသွားအောင်မယ်နဲ့
ဘုမတိဘာမတိကိုချောက်ပြီးနေ ကိုကိုစိုင်းတီးပေးမယ်ပြော တီးပေးနော် တီးပေးမယ် ထိုင်းတီးလို့ရှင်တိုးတိုးမိမိကိုတောင်းတောင်းတီးပေးနော် အေးပါအေးပါ တောင်းတောင်းမတီးလို့ရတော့မိမိကဟိုက်ချမ်းကြီးဒုက္ခညောင်းနဲ့ကြရောပြီးမိမိကဟုတ်ပါကိုညှို့ချက်မှာနော် မလုပ်ပါနဲ့ ချိဖို့မော်ကြသွားလေကောင်းလေပဲ မလုံးနဲ့ကိုကိုတီးပေးမယ် တီးပေးနော် အေးကောင်းကောင်းတီးပေး အဲ့ဆိုမိမိတချင်းဆိုပြီးမိမိတကျင်တယ် ကက အိုးတိုးတိုးဟိုမိမိရေမိမိမတီးလို့လေမိမိမေးကြရေရှိရောရေ အေး အဲ ဒီက ဘယ်လိုကြီးနေနေရတော့လို့ကလေးကတော့နိုးတော့မှာ ဒါတော့တိုးတိုးမိမိမတီးရလေမေးကြရှိတော့ ဘာသိကျင်အောင်ပြော မိမိမတီးလို့လေမိမိချင်းကြနေရ ချင်းကြားဆိုတာနွားကြွေးတဲ့ဟာ မောင်မိမိကဒီလိုရှင်းကြားနေရရေဟိုရေဟိုတိုးတိုး ဘာသိကျင်အောင်ပြော နာတိလားဒီလိုချားတဲ့နားလေ ငါ ငါဩငါအေး အဲ့နားကိုမိမိကချင်းနဲ့အမနဲ့မိမိကမထွဲတတ်ဘူးချင်နေရ ငါ့ကိုအထီးနဲ့အမမခွဲတတ် ဟာလွယ်လွယ်လေးဟူ နေရ ငါးရကောင်ယူခဲ့ငါးရကောင်ယူခဲ့ ယူခဲ့ပြီ ဘိုက်ခွဲချလိုက် ခွဲချရိုက်ပြီ ဥပါရင်အမဥမပါရင်အထီးဟာ လွယ်လေးကို ဟုတ်တယ်လွယ်လွယ်လေး ဥပိုင် အမ ကုပိုင်အမ ဥမပါရင်အထီး အေးအဲ့အကြောင့်မိမိရဲ့ချင်းချားနေရရေ အေးလေ တော်တော်တော့ကြောင့်ဥပါပြီးတော့ဘာလို့အထီးချင်တာ မဟုတ်ဘူးလေအဲ့ဒါဝဲချင်မရှိကြလေကွာ အမေဝမ်းရှင်မေးရှ တော် င်းပြ တော် လိုက် ဘာမှမတည်ဘူးမိမိမေးရတော့ရမှာဒုက္ခ တော် ပဲ တော်ဘာမှတည်ဘူးမိမိကိုကြောက်ကြောင်ဒါကြီးကဘာကြီးရောဒါကြီးကဘာကြီးရောချစ်စရာလေးနော် နိုင်ကိုမရတော့ဘူးပြန်ပေါ့ပြန်ကိုလုံးအဲတော်တော်အော်ဦးမိမိနာမတည်လို့အဘိုးရောမှာရော ငါသမီးဘလို့မသိရတော့ ဟိုငါ့ကိုမိမိကထီးနဲ့မနဲ့မိမိမထွဲတတ်တာ ဒီနဲ့မှလည်းမခွဲတတ် ဟုတ်တယ် ငါလွယ်တယ်လေးသမီးอ่ะငါဝယ်ခဲ့ဈေးကနေဝယ်လိုက်ပြီတကောင်နဲ့ဝယ်ခဲ့ တက်တောင်နဲ့ တကောင်ပဲ ဝယ်ရ အဲ့ငါ့ကိုဓာတ်နဲ့ဖိုက်ခွဲချတာ ဖဲ့ချရ ဥပိုင်အမဥမပိုင်အထီးအဲ့ငါ ဦးမရောလေဒီရပဲတိုးတိုးမရောလေဒါပဲထွဲချလိုက်လို့ဥပိုင်အမဥမပိုင်အထီးဆိုမိမိကအမပြပြဘာလို့ဥမပိုင်ရဲ့ကြောက် ဒုက္ခ မိ ပဲ မိကဥရော ဟေး လေဥပိုင်ဥပိုင် အမလေးကိုတော့မရောင်းရလို့မဲလောလောရတယ်မှန်တယ်35သိန်းအမ35သိန်း တောင်းကြငါချင်းကျအခု2000ယူထားလိုက် 2000ဟိုမှာပေါ့2000နဲ့ရမှာ2000တော့အဖျားလေးပဲမြင်ရမယ်ကြီး ပဲဥရောတက်ရှိတောင်းညာတိုးတိုး အေးမိမိလေးလေးမမသာနေပါမိမိရနော် အမေလင်းလေးမမရာနေပေါ့လေဥကသမီးသွားပေါ့လေမတန်းနေတာပြောလိုက် ဦးကတခုပြောမယ်သမီးဥလိုချင်လား နိုင်မြယူချင်တယ် သမီးရေလိမ္မာရင်နှလုံးရမယ်မလိမ္မာရင်ဥတွေအာမာ ဟဲ့အရှုံမင်းမြဒီနေ့အချပြီးမရိမ်မအောင်နေတော့မယ် ဟုတ်တယ်ဥတွေကိုဒီလိုကိုင်းစော်ယုံမယ် အဲ့တော့အရှုံမင်းသားရမယ်မင်းမြချိုင်းတစ်ပေးနောက်စေးရင်တို့ရတော့မရှိရင်တိုင်းမရရဲ့ကြီးမရရဲ့ကြီးချင်းချင်းကြော်ရဲ့ကြီးတတော်ရရနာချွန်ကြီးမောင်ရွှေရင်တိုင်းမရရဲ့ ကိုလေးပါလေ 大垃圾，
လေးတော့နိုးတော့မှာကလေးတော့နိုးတော့မှာအေးဘာမှမဟုတ်အေးဘာမှမဟုတ်အေး ကဲဒါလေးကယူဒီဒီမေရွှေနေစီရဲ့ပထမကလေးရွယ် ဘာမှမဟုတ်အေးအေးဘာမှမဟုတ်အေး တို့ချော်သိမ့်တို့ပြောနေ ကြောတက်လို့ကြောတက်နေလို့ အဲ့တော့အမေပြူတီရွှေနေစီတာကကလေးဘောကရွယ်လေအခုတော့ကလေးမဟုတ်တော့ဘူး ဟုတ်တော့လား အပြိုပြန်းလေးဖြစ်သွားပြီ အပြိုတဲ့ဟိထ လူနိုးနေတာတော့ ကြောကထားကြောကထား အပြိုရိုင်းရယ်လေးဖြစ်သွားပြီအပြိုပြန်းရယ်လေးဖြစ်သွားပြီဆိုတော့မန်းတဲ့ထဲမှာကာလာသားတွေကလည်းအများကြီးပဲရှိတာအဲ့ဒီကာလာသားတွေကိုလေအမေကရှက်ကလည်းရှက်ဝါသနာကလည်းပါတော့ခက်ကလည်းခစင်တော့လေအမေပြူတီစီရွှေနေစီရဲ့ဒုတိယရွယ်ရှက်ကိုရှက်ကလေးတော့ကြည့်အောင်ရှင် အပြိုလေး 梦雪，开满了年心，满到了四季，年年变不离年时一个蓝蓝的有面，为爱情，为爱情不归我为心，为爱情，为爱情不归我为心，当年日子是报应，梦雪你是你的，一秒的究竟是你。အပြိုလေး ဒါတော့အပြိုလေးပေါ့ချက်ကိုချက်ကန်ဖြစ်သွားကောင်းလေးနဲ့တွေ့ရင်တက်တက်တာနဲ့ပေါ့သိရမလား သူကအပြိုပေါ့ဒါတအပြိုပေါ့အပြိုကြအင်္ဂလိပ်လိုဘယ်လိုခေါ်တော့ဗလေးကြီး လေးစီ အပြိုကြီးကြတော့လေးကြီးအပြိုနဲ့အော်ကြတော့လေးတလောပုံစိုးမကိုလေးတဖုဖုခွာကြီးကိုလေးစင်နာမောင်း ရှိတဲ့လေးစီရဲ့မထွက်ဘူးကွာအပြိုလေးစီ လေးစင်နာမောင်း အပြိုလေးစီအိမ်အောင်ကြပြီးသားကို အိမ်အောင်ကြပြီးတဲ့ကိုလေးတလော အပြိုကြီးကို လေးတဖုဖုဟောခွာကြီးဒါကဗီဒီယိုနေစီရဲ့ခစ်သုံးခစ်နောက်ဆုံးခစ်ကအမေကြီးကိုခစ်ဟော အာမလီထိုးလဲထိုးတတ်ပါလက်လဲတဲ့ပါ ဟဲ့ စီးကြပါရဲ့ နေပါက စီးကြပါရဲ့ ဘတ်တူတောင်းဟဲ့ ဒီဘာကအမေကြီးပြီးရောက်သွားလို့ပါအမေရောတားနာမရအမေထိုင်ရန် ဘာရနာတော့ဟဲ့ ထိုင်ရန်အစိုးရထိုင်ရန် လူနာမည်ပြောစမ်းဟဲ့ အမေစိတ်ထဲမှာကျုပ်ကခွေးနာမည်ပြောနေလို့လားကြီးစားစားတာပါမေတားနာမည်ပေါ့စီ ဟင်ဘာအစီယုံ ပေါ့စီ အော်ပေါ့စီနော်အေးပေါ့စီဆိုတာအမေသားလားအေးအမေသားမတွေ့ရတာကြာပြီမှစမ်းမေးကြည့်အောင်အေးအမေသားပေါ့စီတောင်တော်တော်ကြီးနေပြီနော် ဟုတ်ပါမေတက်နေခံရတာ အေးများများအနှင်းခံနော်အေး ဥပါထုတ်မယ်မေ အေး ဒါရီပြောနေတာတော့ ဟဲ့ဒီဘကကဘတ်တူတောင်းဟဲ့ ဝိုင်းချစ်တဲ့ဝိုင်းချစ်တဲ့ အော်တုတ်ကြီးတယ်လား ဟုတ်တယ်လေပွဲသိကြိုက်ပြီးရောင်းနေ ဟမ် မဟုတ်ဝိုင်းချစ် အော်ငါပြော့ အမေကလည်းတုတ်သွားလိုက်ပြော့သွားလိုက်ဗျာဝိုင်းချစ် အော်ဘောကြီး အာဒုက္ခပဲကွာဒီမိကြီးကိုနေရတော့ तू ကမရဘူးမဟုတ်ဘူးအမေကကျွန်တော် မကောင်းတော့ဘူးနော် ဝိုင်းချစ် အော်ဝိုင်းချစ်တယ်လား မလို့မလွယ်ပေါက်ကနေပြောမှ तू ကအဲ့လိုအင်တာနက် အမေ ဟိုကအင်တာနက်ဒါအင်တာပတ်အင်တာနက်အင်တာပတ် နာတေကမ
ကောင်းတော့ဘူး ဟုတ်မှာပေါ့ဟုတ်မှာပေါ့ အားမကောင်းမနဲ့ဖျားချဆိုဘယ်လိုမှမလုပ်နဲ့အဲ့ဒါကိုနားပြောင်းတဲ့ရော မရဘူး သူဇုံလိုက်တတ်မှရတာတစ်ဖက်တည်းမရဘူးလေ တစ်ဖက်တစ်ချမ်းစီလေးအမေ အေးအမေကနလောက်ထိုင်လို့ရလား ထိုင်အမေမြန်းမြန်းထိုင်တာကလေးအေးဘာမှမဟုတ်ဘူး အမေကနန်းတွေကမကောင်းတော့ဘူးလေ အေးပေါ့ မျက်လုံးတွေကလည်းမနေပြီငါတာရဲ့ ဒီအားပေါအောင်ပြောရတာတော့ပလက်ကိုလမ်းတယ် အေး မင်းကြီးရတာတနာလိုက်တာမိသားနဲ့မင်္ဂလာဆောင်မလား ဟာလို့မင်းကတော့သူပင်မမှာဆို မင်္ဂလာရှိတဲ့ပွဲတွေသွားမလား ဟောအေးပါ မလိုက်နိုင်တော့ဘူးငါတာ အဲအတန်တောင်မထွက်တော့ဘူး မထွက်ဘူးလေမင်းနဲ့မင်္ဂလာဆောင်ရင်မင်းဒီတော့ဘူးမထွက်မနေဘူးမင်း အမေဒီကိုရောက်တုံးရောက်ခိုင်လာတာလေအလူဖိတ်လို့လာတာ အော်အပြုလည်းဖိတ်တာဟုတ် ဦးဖြူလွဲ့တော့တာအီရွှဲစေ ဟုတ်ပါပြီမေကြီးကိုရဲ့ ဖိတ်လို့လာတာအဲ့တော့အမေကမကတော့မကနိုင်ဘူးနည်းနည်းလောက်တော့ကအောင်မယ်နော် ကောက်ပြလိုက်ဘူးသူအလူပါရမီဖြည့်ရ လူဆိုတော့ပါရမီဖြည့်ရတာပေါ့ငါသားရဲ့အဲ့ဆိုအမေ ကမနေပါနဲ့မင်းဘုရားလေးပါနေသွားမှာဗောမင်းမင်းတိုက်ရဘုရားသွားမယ်ရွယ်လေ အေးဖူးတော့ဖူးခြင်းနဲ့ အမေဝါသွားမလားတို့ကဒီမိတ်လနာဟိုလေကျွန်တော်ဖောင်းတော်ဦးစီဖောင်းတော်ဦးလေ ဖောင်းတော်ဦးလေ အော်ဖောင်းတော့ဖေးရလား ရေးထဲမှာอืมတော့ကျမဦးငါသားရဲ့ဖောင်းတော့ဦးဖေးရကအမေငယ်ငယ်တော့ငါတော့ခဏရောက်ပြီးသားငါသားရဲ့ ကားတယ်ကိုမရှိသူ့ပလက်လာမတောက်လို့ထိန်းနေရတယ်ဘဝမဟုတ်အမေအဲ့ဒါရင်ကျွန်တော်မမဲရန်ကုန်ကဧည့်သည်လာလို့ဘောကြီးတွေလာလို့ရန်ကုန်ဘောကြီးတွေလိုက်တော့ပြီးရန်ကုန်ရွှေကုန်းဖះဖူးအောင်အားတယ် ဘောစီတဲ့ကိုတယ်မလိုက် မကြောက်နဲ့ဘောကြီးကောသူမိမဘောပီရောပါတယ် ဘလို့ဘောပြီးတာတော့ ဘောကြီးမိမကိုဘောပီအဲ့လိုခေါ်တာတို့က မေရန်ကုန်ကိုသွားတဲ့ချိန်မှာအမေမဖြစ်ခင်ကြိုးဖြစ်လာလားကျွန်တော်ကြာဆွဲမဲ့လူလည်းရှိကြအောင်ပလက်ကြီးကိုလန်လို့ သေးသေး ကဲတော့အမေဖះဖိုးတော့မသွားတော့ငါသားရဲ့အမေကိုအေးအေးဆေးဆေးနဲ့တရားဘာဝနာလေးပါလေးပွားများလို့ရမယ်နေရာဝယ်အမေလိုက်ဖို့နော် ပို့မယ်မေဟုတ်ကဲ့ ဟိုကိုလိုက်ဖို့စားဟဲ့ ဘယ်တော့ ဟိုကိုလေ ကဲ နိုင်ကလပ်ကို ကဲဟာမမေအဲ့ဒါတရားပေါနာပွားများလို့ရဘူး အမေဟိုင်းငန်းထဲမှာကနေုံပဲ ကဲတော့အမေနည်းနည်းတော့တော့ အော်အေးဘာမဘူးအေး အဲ့တော့အမေနည်းနည်းတော့ကမယ်စိုင်းစရာနဲ့စကားပြောလို့ ပြောသွားပြန်မလာခဲ့နဲ့ပြော စိုင်းစရာနဲ့စကားသာပြောရမှမျက်လုံးနေတော့တိတ်မကောင်းဘူးစိုင်းဝိုင်းနဲ့ကငါမြည်လေလားဟဲ့ ဟုတ်ကဲ့အမေမြည်ပါ အမေ အေးအမေမြည်ကျင်လိုက်တာ အေးကိုမြည်ရင်မြည်မနဲ့လေးနဲ့တော့မှသွားမြည်လို့တော့ဝါရမှာမဟုတ်ဘူး ကဲ အမေပြောပါအမေ ငါမြည် ဗျာ အမေနည်းနည်းတော့ကကျင်တယ် အမေကကျင်တာ အေး ဒါဘာလို့ပြရမှာ ဩအမေတိပေးရမှာ ဟောအမေကိုတီးပြအောင် အမေမတီးရဘူးဟေးဆိုင်းတီးရမှာဟေးမေကြီးတို့တောင်မရှောင်တဲ့အကောင် အမေကလူကောင်းတီးပေးမယ် အေးအမေကိုအဲ့ဒါဆိုနည်းနည်းလောက်တော့တီးပေး ဟုတ်ကဲ့ အမေလေအမေကတချင်းနေလဲမေကုန်ပြီ ဟောအသက်ကြီးတာဟုတ်မိမိရဲ့ အဲ့ဒါကြောင့်မေစဉ်းစားပြီးဆိုမှဆိုတော့မေကိုဖြည်းဖြည်းလေးတော့တီးပေးမှရမယ်နော် ဟုတ်ဖြည်းဖြည်းတီးပေး အေးအသက်တွေကကြီးပြီဆိုတော့မေဟိုမဟာဂီတတချင်းနေဟိုလိုတချင်းနေဆိုမေရတောင်မရ မရတော့ဘူးလား မရတော့ဘူး ဒီတချင်းလုံးမေ ဟိုတချင်းလေကွာမဟာဂီတဒုတိယအပိုက်တည်းကဗါတဲ့ ဒီတချင်းလို့ ဟိုတချင်းလေကွာ အဲ ကောင်လေးကတွေ့ဖို့ချင်းနဲ့ညက်စင်လာကြီးကြော်တဲ့မျိုးတဲ့ပဲကားတွေပတ်လို့ရှာလို့မမပါတယ်ညောင်သေးပဲရုပ်ရှိကြည့်တယ်လို့ဆိုအိုတာပါတယ်နိုင်ကောက်ပြန်အိမ်ပြန်ပို့မယ်ဆိုရင်သိကြတာကတန်တန်အဲ့ဒါလေးငါကမိသွားသေးလားဟဲ့ မကားဘူးအမေကျွန်တော်လုံရင်နဲ့အုပ်တော့မလို့
လို့တချင်းနေဆိုမရ မရတော့ဘူးအမေမရတော့ဘူး အေးအဲ့ဒါပြောပြ အဲ့ တာ ဒါဒီမစုံနဲ့တော့မစုံ ဆိုအမေငယ်ငယ်ကဆိုခဲ့တာလေးဆိုချင် ဘာတချင်းလို့မိမိ မောင်ရွှေအေး ဘာလို့တော့ ဘာလဲတော့ မရဒီဘက်ပုံနေတာကျွန်တော်အစီရနေ ဟဲ့ ဒီမှာဒီလိုဖြစ်သွားလို့ အဲ့ဒါလူလိမ့်မပြင်မမိရင်တို့တောင်းမှန်တာဒါလူလိမ့်မ အေးကောင်းနေကောင်းနေအေးပါကောင်းပါ ဒီကတော့ပါနေပြီ အော် ဒီဆောင်ကြည့်နေရတယ်ထွက်ပြမမ ဘေးဆောင်ကြည့်ရင်လည်း ဒါဆိုတော့အမေ အဲ့ဒါတော ပုံ င်း စံ မှန် ရှင်ပြောင်းမှရတော့မယ်ဟေ့ထက်မပြတ်မအောင် အမေအဲ့ဒါဆိုကျွန်တော်တောင်းမှန်မှာမေအဲ့ဒါကျကျွန်တော်တောင်းမှန်မှာ ကိုအကြီးကတော့ဗျာတောင်းမှန်တယ်ဗျာ ဟဲ့ငါကိုတောင်းမှန်နေပြီလား ကာလေးဆိုတာမောကြတော့ ငါကိုတောင်းမှန်နေပြီလား ကဲတော့မေကမင်းငါတာဖြစ်ဖြစ်တီးဟဲ့မောင်ရွှေတိုင်းမှာနေစီမိုင်းနာလို့စိတ်ကြီးခင်ခင်မြမလေးနေစီငါကိုလက်လက်ငါယူမြည်မောင်ရွှေတိုင်းမှာနေစီမိုင်းနာလို့စိတ်ကြီးခင်ခင်မြမလေးနေစီငါကိုလက်လက်ငါယူမြည်ဝေရချီဘုံဝေကဝေစီဝေရချီဘုံဝေကဝေစီတန်နေညတာစပိုင်ဘုံရွှေရနဲ့ရွှေနေလေးဒီရတဲ့ကျူကြီးရွှေနေလေး ဒါလေးကအမေယူတူစီရွှေလေးစီခေတ်တော့ခေတ်ခေါ်ပါတယ်ဗျာဟိုပါလေချစ်လိုက်တာသမီးပါလေဟာဟုတ်ကဲ့ပါဦးပြူဟုတ်ကဲ့ဦးပြူလည်းဟုတ်ကဲ့ပါကျွန်တော်ပြောလိုက်ပဲလေရတယ်အားပြရတယ်ခွဲချစ်အိမ်ထဲကနေပြူလင်းလမ်းပြောတာ ဥပြလင်း ကိုစောမင်းကိုကြိုက်တော့ကြိုက်ပါတယ်တဲ့ကိုပိုင်းချစ်ကရောဗလာဆိုင်တွေပါတယ်မတီးတတ်ဘူးလားတဲ့စိုင်းတီးတတ်လားတဲ့ကိုပိုင်းချစ် ပြီးတယ်လေ ဟုတ်လို့လား နေဇော်မင်းငါတင်ပြီးထားတာ ဘသူ ဇော်မင်းကိုငါတင်ပြီးထားတာ အဲ့လိုပါဆိုရင်တော့ကွန်ပျူတာရဲ့ဗလာဆိုင်တွေတပုတ်တော့တီးပြပါတဲ့ကိုပိုင်းချစ်ကိုတောင်းဆိုသွားတယ်ဗျရတယ် တကယ်လို့တီးတာကောင်းတယ်ဆိုရင်ဆူချမှာတဲ့ ပြီးတာဟုတ်တယ်ငါဆိုင်းဝမ်းမရှိဘူးဖြစ် ဆက်ကိုစောမင်းတင်ကားလိုက် ဟမ် ကိုစောမင်းတင်ကားလိုက် ငါမှမလားမင်းပြောလောက်ငါမှမလား ကဲပါလားနေဝိုင်းပြောရတော့ပါလေလာပါတော့ပြိတ္တခဏလေးနော်ကိုစောမင်း ညာ ဆိုင်ဝိုင်းလေးအစင်ပြေခဏတော့ငါးသားမှာဗျာ ငါလို့မရဘူးဒါတန်ဖိုးကြီးတယ်လေ ဟာခင်ဗျာလည်းဗျာအဲ့လိုမျိုးမရှိပါဘူးခင်ဗျာဒါတွေကခင်ဗျာပလင်းဝဲတွေကတ်ထားကြည့်ပြီ နေမိပလေးဘက်က လုပ်ပါလေလုပ်ပါ ပန်းစီရွှေချ ဟာမစီတော့ပါ တန်ဖိုးကြီးတယ်မငါဘူး ဒါတဲ့ကျုပ်မြန်မာပြည်ကပလင်းဟာကြီးကတ်ထားတာ မငါဘူးလို့ဈေးကြီးတယ်အမေ လုပ်ပါလို့ဆောင်းမနေခဏငါတော့ ဟိုကဥပြလင်းကငါတို့တီးခိုင်းလို့မင်းတီးရဲ့တိတ်မချိုက်လို့ငါတို့တီးပေးကြမှာလို့ တေချာဘာမှမဖြစ်စင်းနဲ့တော့ ဘာတမ်းပြန်ပေးမှာဘာမိကြရမင်းမိဘူးပြန်ထုတ်ပေးမယ်ရ ပြီးအဲ့ဒါဆိုပြီးတော့ ပြလို့ဆောင်းမနေခဏမ တေချာလို့ဆိုင်ဝဲရမှာလေဘယ်နဲ့တော့ဟောဗျာ ဝိုင်းရမှာလေပြန်မဟိုပတ်စံနေပါလာပြီနေဆိုင်ဝဲရပြီအကွာဆိုင်တီကျုပ်ကနဲမုံမယ် အေး နဲပဲတော့ကျွန်တော်ဝေးရပြီဗျာကျူတူတမဟဲ့ဘာလို့လဲဟဲ့ဘာလို့မကြည့် အဲ့ဒါနဲပဲ အဲ့ဒါနေပဲလို့ဗျာ နဲတွေကနဲလေနင်ဘူးလေအဲ့ဒါနဲပဲ ကျူတူတဲ့ကြော်ကြီးမှန်လား ဖေးရည်တူတဲ့ကတော့မာတော့အဲ့ဒါစီတုတဲ့ဟာကလေးနိုးလိမ့်မယ်ဒါအေး ထိုင် ကဲအဲ့ဒါကျွန်တော်ဆိုင်းစီရဆိုတော့ကျွန်တော်ဆိုင်းပိုင်းကတော့မယ်ဩဘမငါဖင်လိုက်တယ်ဆွတ်လုံးတယ်လို့ငါတကယ်ဖင်ရလိုက်ခမ်းပြမှာတော့ငါ ငါရှိ ဆိုင်းပိုင်းကျွန်တော်ယူတီကတော့ပါလေ
အောင်တော်လာမင်းကြီးလေရောင်းဝါရီမထွန်းလင်းတော့ အမေဖះရှိခိုးတာအောင်တော်လာမင်းနဲ့အနော်နီမတ်မင်းဘောက်ကဝင်မှာ နင်းဘောက်ကဝင်ခေါင်းတိုက်ပြီးနာမကြောက်လို့ကြော်လိုက်တာခွတ် ဆက်ရရပြီလား ရပြီ ကျိုးတဲ့နေဆရာဆင်းနေပြင်လာအောင်မယ် ငါလည်းဖန်အောင်နေပေါ့ဟုတ် နေဆရာဆိုတော့ဂိုက်ပေးချက်နဲ့တင်ကလေးလည်းသိမချေရဘူး ဟုတ် ညက်မှာဆိုလို့ ဘာလို့อ่ะ ပေါ့ဆက်ရပတ်စာလေးပါလေးကတ်မယ်ဗျ ကဲဥပြုလျံတီးခိုင်းတာတော့အမှတ်မှတ်ရကျွန်တော်တီးပြရမှာပေါ့ ကဲလူကရင်တီးပြီဗျ ကဲအဲ့တော့ကျွန်တော်ရေစုံပတ်စာကတ်မယ်ဗျ ဟုတ်ကဲ့ကတ်မယ်ဗျ ကဲကတ်မယ်ဟဲ့ ကတ်ပါဗျ ကတ်မယ်ဟဲ့ ကတ်ပါဗျ ကတ်မယ်နော် ဟမ်ဒီပြောနော် ငါဘက်လုံးကလူပြောရင်မှကတ်ရကတ်မယ်ဟဲ့ ပြောပါနဲ့ကတ်ပါ အသေးဆုံးဟာလေး ဟဲ့လူအသေးတော့ထိန်နေနော် တကောင်းလာကြီးမိုးမြန်းရွာမလို့ အသေးဆုံးပါဆိုမှပဲကွာဘယ်ခွေးသားလက်ဆော့ရလဲအသေးဆုံးလုံး ဟုတ်တာလက်ကြကောင်း အလဲဟဲ့ ဟင်နင်တရားရကိုတိုင်းမင်းနေတယ်လို့ပဲနော် မတိုင်းမမဘူးအလဲလုံးအမဲဒူးနာအလုံး ဟမ် အဲ့မှာဒူးနဲ့အသက်ကတ်မှာ တီးရရှိတာတီးပါဆက်ရကွာ ဒါဟဲ့ ပြောနေရကောင်းပြီပေါ့ ဟဲ့ ဟုတ်တယ် လဲပါတယ်ဒါကြီးအရင်ကတ်မယ်ဟဲ့အကြီးဆုံးလုံးကြီး ဟမ်နင်တရားရကိုပြောနေပါတယ် သူတို့ပြောတာဟဲ့မှာကြီးအကြီးကတ်ကြီး ဟုတ်တယ်ဟာ ကဲတော့ကျွန်တော်တို့ပတ်စာရေးစာဆုံးရင်ကျွန်တော်ပတ်စာလေးရင်စမ်းလိုက်အောင် ကဲကွန်ပျူတာရေးဆက်ပြီဗျ ကဲအားလုံးပဲကျွန်တော်ပတ်စာရေးစာဆုံးမဆုံးလေးစမ်းလိုက်အောင်ပဲဗျာ လုပ်ပြဟာတော့ကျင်နေဟာဘယ်လာတော့ဆက်တော့ဘယ်လာ ညောင်းလို့နောက်ဝင်နေတယ်လို့ပဲ ပြီးရင်ပြောမယ်လေ ကဲလို့ အခုကညောင်းလို့ လော တကယ်ဒီမှာငါကြည့်ဟာမျိုးက ဟမ် ဒီကြည့်ရလို့ဒီကြည့်ကြကဲစားမယ်ဟဲ့ဒီမှာဟဲ့နော် အခုမှတကယ်ကြီးတာ မလို့ချင်တော့ဒါကျုပ်ကမာရန်ပြောရင်တော့ရင်တော့ကနေကြတော့ ဆက်ခွေးကြီးပေါ်နေပြီ ဟမ် ခွေးကြီးပေါ်နေရ ဟုတ်လားဒီလိုပါပဲဒီလိုဆိုင်စရာတွေကမျက်နှာပြလို့ကြားရင်ကြားမကြားရင်ကြားနာတွေပါပြတာကဲအဲ့တော့ကျွန်တော်စမ်းပြအောင်မယ်ဗျာတစ်ခေါက်တော့ဟလားရေရဆုံးမဆုံးသိရတာပေါ့ ကဲလို့ပါလို့ပါလေဆက်ကြည့်ရတာလည်းနော်ရင်တစ်ထိတ်ထိတ်နဲ့အကျော်ကတ်တော့မယ်စတိုင်းနဲ့ မလဲဘူးရအန်နဲ့မှနဲ့တီးရတာ ဆိုင်ကြတော့ပြောကိုမခံဘူးရဲ့ စိတ်ကူးပါထတီးပြီငါဒီကိန်းမှတီးပါမင်းမဟုတ်တော့ငါတီးရနေများသွားလက်စွမ်းပြလက်နဲ့တီးရတာညောင်းလို့6ခေါက်နဲ့ပြောင်းတီးရ အစုံရတယ်ခြေထောက်လက်အကုန်တင်ပေးထားတာကဲနေကဲမဟုတ် ငါကြည့်ဟဲ့ ဘာတူပြော ငါကြည့်ဟဲ့
ရှေ့အမကြီးပြောနေကဲနဲ့ပညာတော်မလွယ်ပါဘူးဗျာကျွန်တော်ကတော့မလွယ်တဲ့ကြားတဲ့ကိုဘာစီရသင်ထားတာဗျာနဲ့ပညာ1 2 3ဆိုကျွန်တော်မှုတ်ဗျာ ဟမ်မှုတ်လေဘယ်သူပြောလဲ သိရလေကျွန်တော်တိုင်ကျွန်တော်တိုင်မြင်ပေးတာ1 2 3ဆိုကျွန်တော်မှုတ်မှာဟုတ်တယ်ဗျာစမယ်နော်ငါ့ကိုကြည့်ရဲ့ ဘယ်သူတော့ ဟိုပြည့်တဲ့ငါ့ကိုကြည့်လို့1 2 3မှုတ်ပြီ ဘာလဲဝါ နဲ့ခင်မတက်ရသေးဘူး ဟုတ်နေအော်ကုမတက်ပြီ ကြည့်ပါကြည့်ပါ ဘာလဲဝါ မဟုတ်ကြည့်ပါလို့မျက်စိမလွဲပါနဲ့ကျွန်တော်ကြည့်လို့1 2 3မှုတ်ပြီကတော်ရီတော့ပြန်ကြအေးဟောနေစီရတော့အမဲတော့ဖုတ်ခိုင်းအမဲအားရတော့ညောင်းဟုတ်တယ်နေအတန်ကြလေတကယ်ကောင်းတာပဲ ဒါပါပဲရှိပါသေးတယ်ဗျကျွန်တော်သင်ခဲ့တုန်းကဆိုဘယ်လိုနေတာဘယ်လိုလုပ် ပြောရင်းဆိုရင်မဟုတ်ပလိုက်ပါနဲ့ကဘာဖြစ်တာလဲ ဟာဘယ်လိုကြီးတော့ မျက်လုံးနဲ့မဟုတ်ရတယ် ဟဲ့မဟုတ်တာ ခုနကတော့ကသူကလက်ကလေး ဘာလို့ ဘာပြတာမဟုတ်ခုနမဟုတ်လိုက်တဲ့လေလက်ချံခုမှထွက်သွားတာဒီတကမဟုတ်ပြီ ဘာလို့ တော်ကြီးမမဟုတ်တော့ မမုံမှာထားပြီ အဲ့လိုပဲတခါတလေကိုမနိုင်ဘူးလွတ်ထားတာသူမြည်ချင်းကောင်းပြီနာပဲကဲဆိုင်ဆိုင် ကျွန်တော်တဘိုးတော့တီးပြ နောက်ကကောင်းနေပြောနောက်ကကောင်းနေပြောရှေ့ကောင်းဟာဒီပြတ်တော့မယ် ငါ့ကိုလည်းတားတီးရငါအဲ့ကောင်တားတီးချွတ်ထွက်ပြီးသေးတော့မှာငါပြောမယ် ငါတို့ကစူးစမ်းကြရင်သူတို့ပြီးမှာလို့ပြောလိုက်အောင် ကိုဖြူလင်းကိုဖြူ ငါ လင်း တို့ပြောတာပြိတ္တမကြောက်ဘူးကြောင့်မိုင်းနဲ့ပြောတာ ကိုဖြူလင်းတို့သူ့ချမှာနေဟေ့ဘာမင်းညရှိရဖဲရငါတို့ရေးကြည့်တယ်ညဟေ့ဇော်မင်းငါပြောမယ်ဩ ပြောရ ဟေးသူကတီးနေရ ဟုတ်ကဲ့ ဟေးအဲ့လိုစုမတီးနေလေတို့ရိုက်မင်းတို့လည်းရက်နေ ဟောလို့လား အေး ဟုတ် ဒီကအစိန်တီးမှာ ဘာ သူ ဒီ ကမတီးတတ်ဘူးလို့နင်တို့တောင်းသွားတာတော့ဟန် ရ ကြည့် တယ်ဘယ်သူမှမသိစီ သူ့ချရရင်မင်းတို့လည်းပေးမှာပါ ရတယ် မဟေးကိုလချင်းတီးမလား စံတော်ချင်းအဲ့ဒါတောင်းတာလေးလေ ဆန်တော်ချင်း နဲ့စားကျုပ်ကြီးမဟုတ်လို့ကျုပ်ကလေဖြတ်တော့မယ်ခင်ဗျာကျုပ်ကြီးကို ဆန်တော်ချင်းတီးမယ် ဟုတ်ကဲ့ တို့ကအဟမ်းဆိုတာနဲ့ ဟုတ်တယ် အဟမ်းဆိုတာနဲ့ စား ပြိတ္တမတီးကျုပ်ကြည့်တာလေကျုပ်ထိ အဟမ်းဆိုတာနဲ့တီးမယ်နော်အဟမ်းဆိုရင်လည်းတီးမယ်နော် အမနဲ့မွေနဲ့နှလုံးလေးပါပြူလာပြီ ကဲတို့အဟမ်းဆိုရင်စားမယ်နော်ဟေးပြောခဲ့ဒါကိုအဟမ်းဆိုတာနဲ့စားတီးမှာနော်ရတယ်ကဲအဲ့တော့ကျွန်တော်တို့ဥဖြူလင်းတို့ဇနီးမောင်နိုင်ရဲ့အလှမှာကျွန်တော်တို့နှစ်ယောက်လာပြီးတော့ အောက်ကပေါ်နေလည်းပြောကြအောင်နော် ပါရမီဖြည့်ပြီးတီးတာဖြစ်ပါတယ် ဟုတ်ကဲ့ ကဲအဲ့တော့ကျွန်တော်ဆိုင်းစီယာစိန်မြပြူးနဲ့နှဲစီယာစိန်မြမေးလို့ရဲ့နှစ်ယောက်ပေါက်ဖတ်ပြီးတီဆိုမှုတ်ပြတီးခတ်ပြောပြီးမဲ့ချင်းလေးကတော့ဆန်တော်ချင်းတီးလုံးလေးဖြစ်ပါတယ်ဗျာဒါလေးကိုနားဆင်ခံစားအပေးကြပါဦးလားခင်ဗျာအေးကောင်းလိုက်တာဗျာကိုယ်ချေရ ဟောတာဗောဗျာ ဒါမျိုးဆိုတာကလည်းကျွတ်တို့ကရောက်တော့ရောက်ခဲ့တွေ့မှာဟုတ်ဗျာ မလွယ်ဘူးလေ ပြောရင်ကြားတယ်မပြောရင်မကြားဘူးမင်းလည်းမုတ်တတ်တာပဲ အခုမှကွက်တီးကြမင်းကပြောမယ်လေကျန်တာလို့လေ
အဲ့ဒီအဟမ်းတော့ပါ ငါမလုပ်ဘူးချောင်းဆိုးတာချောင်းဆိုးတဲ့အဟမ်းကို तू ကကောက်အဓိကတော့အဟမ်းကွာလောက်ကြပါအောင်ရက်မရတော့နဲ့တူတယ် ဘယ်ရမှာမင်းအဟမ်းသွားပြောလိုက် တော်ပြီမတော်နဲ့စောက်အဟမ်းကြီးကို အမေဖင်းနဲ့မှုတ်တာဖင်းနဲ့ကိုမှုတ်ပြီ ပါဇက်နဲ့ကြောင့်လို့ဖင်းနဲ့ပြောက်မို့တယ်ပေါ့